ဒါကတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ရုပ်ကလတ်တော်ကိုတေဇောတဲ့မီးပူဇော်ပြီးတဲ့နောက်ကျွင်းကြံခဲ့တဲ့ဓာတ်တော်မွေတော်တွေကိုဒေါနာပုံနာကြီးကရှစ်ပြည်တော်မင်းတွေကိုအညီမျှပွေးဝေခေါ်ဝေပြီးခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာကိုတော့2012ခုနှစ်မှာပြန်လည်ပြီးတော့ပြုပြင်ပေးထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှစ်ပြည်တော်မင်းရဲ့နာမည်တွေဖြစ်ပါတယ်နံပါတ်1ကတော့မာဂရတိုင်းရအဇာတသက်ဖြစ်ပြီးတော့နံပါတ်2ကတော့ဝေဒါလီဘီယလိစုမင်းကြီးမင်းသားတွေဖြစ်ပါတယ်နံပါတ်3ကတော့ကပိလဝတ္ထုကတက်ကြတာကီဝင်မင်းမျိုးမင်းတွေဖြစ်ပြီးတော့နံပါတ်4ကတော့အလာကပတိုင်းရဘူလစ်မင်းသားတွေဖြစ်ပါတယ်နံပါတ်5ကတော့ရာမကာမကောလိယဖျားရှင်ရဲ့မေတော်ဘက်အချမ်းဖြစ်ပါတယ်နံပါတ်6ကတော့ဝေဒါလီဘတိုင်းရဘရာမင်ဆိုတာကတော့ဒါပုံသားတွေဖြစ်ပါတယ်နံပါတ်9ကတော့ပါဝါဘီယမာလာမင်းသားတွေဖြစ်ပြီးတော့နံပါတ်10ကတော့ကုတိနာယုံကမာလာမင်းသားတွေဖြစ်ပါတယ်တဲ့ဒါရှိပြီးတော့မင်းရဲ့နာမည်တွေပါဒီမှာကတော့ဒါကျွန်တော်တို့ဒါဖျားရုပ်ဘွားတော်တစုရှိပါတယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာရေတွင်းရှိပါတယ်ပေါ့နော်ဒါအာတော့ကမင်းကြီးလက်ထက်တည်းကဒါတူဖော်ခဲ့တဲ့ရေတွင်းဖြစ်ပါတယ်ပေါ့ဒီနေ့ကြည့်လားဒါကတော့ဒါကျွန်တော်တို့ဘုရားရုပ်ဘွားတော်ပူဇော်ပေးထားတာဖြစ်ပါတယ်ညောင်းဝင်ဖြစ်ပါတယ်